ခင်မွန်းဖြစ်သူကဇနီးတဲ့ရဲ့သပင်တူးကိုဆွဲချွတ်လိုက်ပြီးဓာတုကူထုံးကြောင့်ဖြစ်တဲ့ထိပ်ပြောင်နေတဲ့ခေါင်းကိုမြင်လိုက်ရတဲ့အခါမှသာသူဘလောက်တောင်အကြီးအကျယ်အထင်မှားခဲ့လဲဆိုတာနားလည်သွားခဲ့တယ်ကွာရှင်းဖို့အတွက်ဆိုပြီးဇနီးတဲ့ကိုနာကျင်စေဖို့ညတိုင်းမိမတယောက်ကိုအိမ်ခေါ်လာခဲ့တာကိုသူပြန်တတိယလိုက်တယ်အဲ့ဒီအချိန်မှာသူကိုတက်တည်ချင်တော့အောင်နောင်တရသွားခဲ့တယ်တကယ်တော့ထိုမျိုးသမီးဟာသူ့ခင်ပွန်းကိုလက်ထပ်ဖို့အထိအလွန်မင်းချစ်ခဲ့သူဖြစ်တယ်သူမကသူ့ဘက်ကနေတန်းနဲ့ချီတဲ့ငွေကြေးတွေကိုပေးခဲ့တယ်လက်ထပ်ပြီးနောက်မှတော့မှသူ့ခင်ပွန်းကိုတခြားမိမတယောက်နဲ့မြင်ရတဲ့အခါတိုင်းတနေ့နေ့မှာသူ့ကိုပြန်ချစ်လာလိမ့်မယ်လို့ယုံကြည်တာကြောင့်ဘယ်တော့မှကွာရှင်းဖို့မလုပ်ခဲ့ဘူးဒါပေမဲ့အဲ့ဒီနေ့ကိုသူဘယ်တော့မှမမြင်ခဲ့ရဘူးတနေ့မှာသူဟာအသေးကင်ဆာနောက်ဆုံးအဆင့်ဖြစ်နေကြောင်းနဲ့တလတာအသက်ရှင်ဖို့ကြံတော့ကြောင်းရုတ်တရက်သိလိုက်ရတယ်ဒါကြောင့်ဒီနောက်ဆုံးတလအတွင်းမှာသူ့ခင်ပွန်းကိုသူမရဲ့တီးတန့်ပိုင်ဆိုင်မှုဖြစ်စေဖို့ဆုံးဖြတ်လိုက်တယ်သူမအိမ်ပြန်လာပြီးသူ့ခင်ပွန်းကိုကွာရှင်းစာချုပ်ပေးကသူတို့ရဲ့ကွာရှင်းပြည့်စဲမှုကိုမှတ်ပုံတင်ဖို့မြို့ပြရုံးကိုခေါ်သွားတယ်ပြီးတော့သူကတလတဲ့စောင့်တိုင်းကာလရှိတယ်ကျမရဲ့ဆန္ဒ၅ခုကိုဖြည့်ဆည်းပေးမယ်ဆိုရင်တလပြီးတဲ့အခါကျမကိုယ်တိုင်ကွာရှင်းစာချုပ်ကိုလက်မှတ်ထိုးပြီးထာဝရထွက်ခွာသွားမယ်လို့ပြောခဲ့တယ်ဒီစကားကိုကြားလိုက်ရတဲ့အခါကွာရှင်းဖို့အခွင့်အရေးရှာနေတဲ့ခင်ပွန်းကပြောသွားပြီးချက်ချင်းသဘောတူလိုက်တယ်သူကပထမဆုံးဆန္ဒကဘာလဲလို့မေးတယ်ဇနီးတွေကဒီညကျမနဲ့အတူပရာဟိတညစာစားပွဲကိုလိုက်ခဲ့ပါလို့ပြောလိုက်တယ်ဒီစကားကိုကြားတော့ခင်ပွန်းကအံ့ဩသွားတယ်သူ့ဇနီးရဲ့တောင်းဆိုချက်ကအရန်ရွှေရှင်းတယ်လို့သူထင်ခဲ့တယ်ဒါနဲ့အဲ့ဒီညမှာသူဟာသူမနဲ့အတူပရာဟိတပွဲကိုသွားခဲ့ပြီးလူတိုင်းရှိမှပထမဆုံးအကြိမ်သူမရဲ့လက်ကိုစုပ်ကန်ခဲ့တယ်ဒါကိုမြင်တော့ဇနီးတွေကသူ့ခင်ပွန်းသူ့ကိုလက်ခံလာပြီလားလို့တွေးမိပေမဲ့သူမသွားခဲ့တယ်ခင်ပွန်းဖြစ်သူကသူ့ဇနီးကိုစော်ကားဖို့တက်နဲ့လေလံပွဲမှာသူ့ဇနီးရဲ့ပကြီးကားကိုဈေးကြီးပေးပြီးရည်ရွယ်ချက်ရှိရှိဝယ်ခဲ့ကသူ့ရဲ့မန်နေဂျာအသစ်ကိုလက်ဆောင်ပေးဖို့စီစဉ်ခဲ့တယ်လူတိုင်းရှိမှအရှက်ရတဲ့အတွက်နာကျင်သွားတဲ့ဇနီးတွေကထွက်သွားဖို့ထွက်လိုက်ပေမဲ့ခင်ပွန်းကသူမကိုတားဆီးပြီးအဲ့ဒီလိုပြုမှုတာကိုဒေါသတကြီးစူပူကျိမ်းမောင်းလိုက်တယ်ဒါပေမဲ့ဇနီးတွေကဘာမှမပြောဘဲမျက်ရည်တွေနဲ့ထိုနေရာကနေထွက်ခွာသွားခဲ့တယ်သူမဆေးရုံကိုရောက်ချင်းသူမရဲ့အခြေအနေကပိုဆိုးလာခဲ့တယ်သူမကသူ့ခင်ပွန်းကိုဖုန်းခေါ်ပြီးကျမတို့ကိုလက်ထပ်ခဲ့တဲ့မြို့ကိုခေါ်သွားပေးပါဒါကကျမရဲ့ဒုတိယဆန္ဒပါလို့ပြောခဲ့တယ်ဒီဆန္ဒကိုဖြည့်ဆည်းပေးမယ်ဆိုရင်နောက်တော့မရှိပဲတေဆုံးနိုင်မယ်လို့သူမယုံကြည်ခဲ့တယ်ဒါပေမဲ့သူတို့လေစိတ်ကိုရောက်တဲ့အခါခင်ပွန်းဖြစ်သူစီကိုသူ့ရဲ့မန်နေဂျာအသစ်စီကဖုန်းဝင်လာတယ်သူကသူ့ဇနီးစကားကိုနားမထောင်ပဲလေစိတ်မှာထားခဲ့ကမန်နေဂျာနဲ့တွေ့ဆုံဖို့ထွက်သွားခဲ့တယ်စိတ်ထိခိုက်သွားတဲ့ဇနီးတွေကသူတို့လက်ထပ်ခဲ့တဲ့မြို့ကိုရောက်တဲ့အခါခင်ပွန်းနဲ့မန်နေဂျာတို့ရောက်နေပြီးသားဖြစ်နေတာကိုတွေ့လိုက်ရတယ်ဒါကိုမြင်တဲ့အခါသူတိတ်ဆိတ်ထွက်သွားဖို့လုပ်တယ်ဒါပေမဲ့ခင်ပွန်းဖြစ်သူကသူမကိုမြင်သွားပြီးဒေါသတကြီးနဲ့သူမရဲ့ခီးဆောင်အိတ်ကိုကန်လိုက်ကမန်နေဂျာနဲ့ဝေးနေဖို့တတိပေးခဲ့တယ်ဒီစကားကိုကြားတဲ့အခါဇနီးတွေကဘာမှမပြောဘဲတိတ်ဆိတ်သူ့ခန်းထဲကိုဝင်သွားတယ်ဒါပေမဲ့မန်နေဂျာကသူမနောက်ကိုလိုက်လာပြီးစော်ကားပြောဆိုမှုတွေစလုပ်တော့တယ်ဒါကြောင့်ဒေါသထွက်သွားတဲ့ဇနီးတွေကသူမကိုရိုက်လိုက်တဲ့အတန်ကြားလို့ခင်ပွန်းဖြစ်သူဝင်လာပြီးဘာမှနားမထောင်ပဲသူ့ဇနီးမားတယ်လို့ယူဆကရိုက်လိုက်တယ်ဒါကိုမြင်တဲ့အခါမန်နေဂျာကချက်ချင်းပဲအပြစ်ကင်းဟန်ဆောင်ပြီးငိုယိုကထွက်ပြေးသွားတယ်ခင်ပွန်းဖြစ်သူကသူမနောက်ကိုလိုက်ဖို့လုပ်တယ်ဒါပေမဲ့ဇနီးတွေကတားလိုက်တယ်ဒါကိုမြင်တဲ့အခါခင်ပွန်းကမင်းငါမန်နေဂျာကိုပြဿနာရှာရင်မင်းကိုအသက်ရှင်ခွင့်ပေးမှာမဟုတ်ဘူးလို့တတိပေးလိုက်တယ်အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါဇနီးတဲ့ရဲ့နှလုံးသားကကွဲအပ်သွားတယ်သူမကသူ့ကိုညှင်းတာစွာမေးလိုက်တယ်ကျမသာတည်သွားရင်ခမရဝမ်းထဲမှာလာခင်ပွန်းကရဲပြီးမင်းတည်တဲ့အခါမီရှူမီပန်းတွေပြစ်ဖောက်ပြီးငါကျင်းပမယ်လို့ပြောလိုက်တယ်ဒီစကားလုံးတွေကိုကြားလိုက်ရတဲ့အခါချစ်ချင်းမြတ်တာကိုရရှိဖို့ဇနီးတဲ့ရဲ့နောက်ဆုံးမျှော်လင့်ချက်ဟာလုံးဝပျက်စီးသွားခဲ့ပြီးသူမကသူ့ရဲ့တည်ဆုံမှုကိုပျော်ရွှင်စွာလက်ခံလိုက်တော့တယ်